နေသားမှာငါလက်ထုမလေးငါတော့နှလုံးကြောက်ထုနာနေအိုးကွာတော့အဲ့ဒီထုစားရတာဘိုးတို့ကနေကိုသူနဲ့ထုထားတာနေမှာပေါ့သူမှမရှိတာအုပ်ခဲလေးနဲ့ထုတာအိုးကောင်းလိုက်တာမဟုတ်လေငါထားမှာလေအိုင်းထားအောင်မယ်ရေတော့ဟဲ့မဟုတ်လေထုရတာဒီမှာလေဟုတ်တခါသားဝင်ထုထားကောင်းတယ်နော်အဲ့လိုထုထားโอเคအိုးကဘာလဲသူ့ချင်းတော့သူနဲ့ထုတာအိမ်မှာသူကကြံကျွေးတဲ့လူကကျွေးတော့ထုသားဝေတိုင်ပတ်အုတ်ခဲတောင်ကြီးတယ်ဟဲ့နင်းဟာမဟုတ်သေးပါဘူးဟောမိမရေတရားထုပါပေးတော်ပြီရဲ့ငါတော့မှမစားသေးဘူးလေဩသူနေထုတာတော့တယ်ငါစားတာတော့ဩမဟုတ်လေဟမ်ဟောနော်နည်းမြဝိုင်းအေးကောလူငယ်ရကြထဲထုထဲတိုင်းပြီသူကြတော့ထဲတာနည်းမြနေလားဟုတ်လေသူ့ပဲလူလေစားလာငါစားမယ်ဟောရန်ကောင်းတယ်စိတ်ကမလေးထိုက်ရတာတမန်ဟုတ်ပါလေ ဟောက်ချစ်တယ်အေးချစ်လို့ထုပြီမှန်ပါလားရှင်းထုကြည့်ရမှာထုလို့ရလဲမားတာနေကြတာပဲကောင်းထုလိုက်တော့ကောင်းမှာမဟုတ်ကောင်းမှမထုပါနဲ့ငါမှဒီကောင်းတော့မရှိတယ်ဩကွဲပါရော့ဒီမြတ်တာကညမရက်တောက်တချမ်းလေမဟုတ်တောက်ချမ်းလေအဲ့လိုပါစားအဲ့ဒါလားဟော